လက်ချန်အားလားအားရင်ငါဘက်ထရီသွားလဲစရာရှိလို့လိုက်ခဲ့ပေးပါအောင်ဟဲ့ဘာလို့ဘက်ထရီလဲမှာလဲဘက်ထရီလဲပြီးသွားရင် original battery လို့အသုံးခံမဲ့နေအောင်မယ်ပြီးသွားရင်ပတ်စံလည်းကုန်မယ်သုံးလို့ရတယ်လဲပါနဲ့ဟဲ့ပတ်စံကုန် free လဲလို့ရမှာလေပြီးတော့ MK Apple Authorized Service Provider ဆိုင်မှာလဲလို့ရမှာဆိုတော့ January Fast Battery နဲ့လဲလို့ရမှာလေအဲ့ဒါကြောင့် original battery တိုင်းအသုံးခံမှာဆိုတော့စိတ်ပူစရာမလို January Fast Battery ကတော့ဟုတ်ပါပြီ free လဲလို့ရတာဘာလို့လဲဆိုတော့ MK Protection Plan ရှိလို့လေ MK Protection Plan ဘာကြီးလဲMK Protection Plan ဆိုတာက iPhone 13 series ကနေ iPhone 16 family tree ကိုအကောင်းဆုံးကာကွယ်မှုတွေပေး Protection Plan လေဒီ Protection Plan လေးရှိထားရအောင်နဲ့2နှစ်အတွင်းမှာ battery error တစ်စုံတစ်ခုထိခဲ့ရင် battery replacement ကိုအခမဲ့တစ်ချိန်ပြုလုပ်လို့ရတယ်အဲ့ဒါနဲ့သွားလဲမလို့လေတဲ့ဟုတ်ပါလား battery ပဲလဲလို့ရလား MK Protection Plan မှာဘာတွေလုပ်လို့ရသေးလဲဒါရင်ဘယ်ကမလဲတစ်နှစ်အတွင်းမှာဘယ်လိုကွက်ကြိုက်တယ်လို့ကွယ်9,900ကျပ်ထပ်ပေးရုံနဲ့ဖုန်းသစ်ဆက်တစ်လုံးကို4 unit replacement ရယူနိုင်အောင်ပါလေပြီးရင်ဟာပထမတစ်နှစ်အတွင်းမှာ display set screen လဲလှယ်ဖို့လိုအပ်လာရင်9,900ကျပ် back glass လဲလှယ်လို့ရတဲ့ model တွေအတွက်ဆိုလို့ရှိရင်လည်း back glass replacement 9,900ကျပ်နဲ့တစ်ချိန်စီလဲလို့ရအောင်ပါမစိုးဘူးနော်မစိုးဘူးလုံးအနေနဲ့အကောင်းဆုံးပဲဒီ MK Protection Plan ဝယ်ချင်တယ်ဆိုရင်2,900ကျပ်နဲ့ဝယ်လို့ရတယ်အေးမနေ့ကနေ့ battery သွားလဲလို့ရှိရင်ငါလည်း MK Protection Plan တစ်ခါလဲလိုက်ဝယ်လိုက်မယ်ကိုယ့်ရဲ့ iPhone 13 series ကနေ iPhone 16 family အထိအကောင်းဆုံးကာကွယ်မှုတွေပြုလုပ်နိုင်မှုအတွက်အခုပဲနီးစပ်ရာ MK Apple Authorized Service Provider ဆိုင်ခွဲတွေမှာ MK Protection Plan လေးကို2,900ကျပ်နဲ့အခုပဲဝယ်ယူလိုက်တော့နော်